ဒါကတော့ပြည်လန်းကနေပြီးတော့မှန်ပြတောင်ကိုဆိုင်ကယ်နဲ့သွားမှာဖြစ်ပါတယ်ရှင်။ဒါကတော့ပြည်လန်းမကြီးပေါ့နော်ပြည်လန်းမကြီးကနေစီးလာတဲ့ဆိုင်ကယ်နဲ့အရင်ဆုံးထောက်ကျအောင်ချင်းရောက်မှာပေါ့နော်ထောက်ကျစစ်တင်ကြရောက်ပြီးထောက်ကျနေမှတစ်ဆင့်မှော်ပြီးဘက်သွားတဲ့ဘက်ကိုပေါ့နော်မှော်ပြီးဘက်သွားတဲ့ဘက်ထိုးရပါမယ်အဲ့ဒီမှာဒါမှော်ပြီးတဲ့ကိုဝင်มาတော့မယ်နော်ဒါတော့ထောက်ကျကြော်လေးပါအဲ့ဒီကနေပြီးတော့ဆက်ပြီးတော့မောင်းလာတာဒီမှာဆိုလို့ရှိရင်ဘယ်နာရောက်မလဲဆိုတော့ဒီမှာတော့လှော်ကားဥယျာဉ်ပေါ့နော်လှော်ကားဥယျာဉ်သွားတဲ့လမ်းလေးကိုတွေ့ရပါလိမ့်မယ်ဒီမှာချိန်မှလည်းထိတ်ဆိုင်မှုရှိပါတယ်လှော်ကားဥယျာဉ်ဒါကတော့မှော်ပြီးပဲသွားတဲ့အတွက်ချမ်းပေါ့နော်ဒီကနေတက်တက်ပဲမောင်းလာပါမယ်ဘယ်မှာချိုးကြလို့ပါဘူးဘယ်ဘက်လည်းမချိုးဘူးညာဘက်လည်းမချိုးဒါတော့မှော်ပြီးဆိုင်မှုကိုမရိုင်းလိုက်ရလို့နောက်ပြန်လှည့်တာလည်းမမြင်လိုက်ရပါဘူးဒါရှေ့ဆက်ပြီးတော့မှော်ပြီးကနေပြီးတော့ဆက်မောင်းလာပါတယ်ဒီမှာတိုက်ကြီးရောက်သွားတယ်။နဲ့တိုက်ကြီးမိဘ2 point ကျော်လောက်မှာဆိုလို့ရှိရင်မိဘ2 point မြောက်မှာပေါ့နော်။အမအဖိုးเจ้าဇလန်လေးဆိုင်းမုတ်မျိုးတွေ့ပါတယ်။အဲ့ရနေပြီးတော့အိမ်လန်အဖိုးเจ้าဇလန်ဆိုင်းမုတ်ချက်လန်ကိုဝင်လာပါတယ်။ဝင်လာတယ်ပေါ့နော်။တက်တက်ပဲဝင်လာတယ်။ဝင်လာတဲ့ဒါကတော့ကိုယ်လိုပဲသွားမဲ့ဖွဲ့လို့ထင်တာပဲ။မသိပါဘူး။လမ်းလေးတွေကတော့တော်တော်ကောင်းပါလေသွားရတဲ့အခါလမ်းလေးတွေအရင်ကောင်းပါလေဒါပေမဲ့အဲ့လိုအဝေးကိုဆိုင်နေတခါမှမရှိဘူးတဲ့ခါကျတော့နည်းနည်းတော့ညောင်းတာပေါ့နော်ဒါကတော့အဲ့ဒီလမ်းတိုင်းလေးတွေရှိဆက်မောင်းလာပါတယ်ဆက်ပြီးတော့လည်းမောင်းလာတယ်သူကလေဒီမှာလည်းစိမ့်လန်းနေရတယ်ပေါ့နော်တန်းလေးလည်းကောင်းတယ်လမ်းတော့တော်ရှိဒီမှာဘိုက်က2 ဦးတွေ့ပါတယ်သူတို့လည်းသွားမယ်လို့ထင်တယ်အဲ့လမ်းမှာဆိုတော့မရှိဆက်ပြီးတော့မောင်းလာပါတယ်တွေ့ပါပြီမှန်ကြတောင်းဆိုလမ်းညွှန်ထားတဲ့ဗလီကိုချိုးလိုက်ပါတယ်ဒီမှာပါနော်ဟုတ်ပြီဆိုပြီးတော့ဆက်ပြီးတော့မောင်းလာပါအိမ်လမ်းတိုင်းလေးပဲသူတို့လမ်းညွှန်တဲ့အတိုင်းလေးပဲမောင်းလာတာပါဘာမှအခက်ခဲပါဘူးနော်ဘာချင်လဲသူလေးကိုပါကိုလည်းတွားလို့ရပါတယ်အစီအစဉ်ကမဆွေတော့ဒီတစ်ဖက်တစ်ဆက်မှာရွာလေးတွေတော့ရှိပါတယ်ရွာတွေဖြတ်ကြပါတယ်ဟိုမှာပေးလိုက်လိုက်နဲ့ကိုယ့်ကိုပြန်ကြည့်ပြီးတော့ကောင်းနေအောင်မှုပါတယ်ပြည့်လို့တော့မသိကိုယ်တော့ကောင်းနေမှုပါတယ်ဘယ်လိုတော့နော်စိမ့်လာလေးမြင်လို့ရှိရင်အရင်ရိုက်ချင်လို့ဆိုတော့ရှောက်ရိုက်ထားတာဒီမှာစိမ့်ဆိုးနေရတယ်စိမ့်ဆိုးလမ်းမှာလည်းအဲ့ဒီလိုမျိုးသွားတဲ့ကိုရီလို့ဖွဲ့တယ်ပေါ့နော်တွေ့ပါတယ်ဆိုင်ကယ်လေးလမ်းမှာတော့ခေါ်ရုံမတွေ့သေးတော့လမ်းမပေါ်မှာကိုရီမြောက်ထဲမှာတဖြည်းဖြည်းနဲ့စီးလာကြပါတယ်ဟုတ်ပါမောင်းလာတာပါမောင်းလိုက်နဲ့အဲ့ဒီနောက်မြောက်သေးပေါ့နော်ဒါတော့လမ်းမှာပါ
လမ်းကတော့တော်တော်ကိုရှိပါတယ်ကားနဲ့ဆိုရင်မိနစ်20လောက်တော့မောင်းရတယ်တဲ့ဟို GPS မှာကြည့်တာပေါ့နော်ဆိုင်ကယ်နဲ့ကတော့တော်တော်တော့ဝင်ရပါတယ်ဟောနေမောင်းတယ်ဖြတ်လာတဲ့ခါမှာလည်းအမရွာလေးတွေရှိနော်ဒီရွာလေးတွေကိုဖြတ်ရပါတယ်ဒီမှာဆိုလို့ရှိရင်ဒီဘက်ဆက်မရွာလေးတွေရှိပါတယ်ဒါဆိုစမ်းဖို့လေးရှိပါတယ်မခက်မိတော့ဘာလို့လဲဆိုတော့ဒီမောင်းနေရတယ်ပဲချက်ပြီးလည်းမခက်မိလည်းအပါဘူးအေးလမ်းတစ်လျှောက်ကိုလေတဲ့ပင်မောင်းလာပါတယ်ဘယ်မှမသွားသေးပါဘူးဘယ်မှမသွားရပါဘူးချိုးဖို့ရပါဘူးမောင်းလာရင်လည်းမတောင်းတနေတော့လို့ရတော့အဲ့တော့မဆိုလို့ရှိရင်ရှေ့မှာရောက်ခံနေပြီရောက်သွားပါပြီရှင်မှန်ပြတောင်းတိုင်းတိုက်ကြီးမွေးမြူရေးစုံနဲ့အဲ့ဒီကိုမရောက်ခင်မှန်ပြတောင်ကျောင်းဆိုပြီးဆိုင်းဖို့ရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်ဝင်ပါရှင်မှန်ပြတောင်ကျောင်းရောက်ဖို့တော့ဆက်ဝင်ပါတယ် Tried to fix what couldn't last. Now I'm haunted by the past. I gave my heart without defense. Lost myself in your pretense. လမ်းမှာလည်းပြန်လာကြတဲ့လူတွေရှိပါတယ်။ဒါကိုရတော့အသွားပါတော့။မတော့ပြန်ကြတယ်လူက။ဟိုမှာမြင်နေရတဲ့အဲ့ဒီလမ်းလေးအတိုင်းကိုသွားမှာပါ။အဲ့ဒီမှာပါ။အဲ့ဒီထိရအောင်မောင်းရမှာပါ။ဒီမှာလှမ်းမြင်နေရပါပြီ။ဒါနဲ့မြောက်သေးပါဘူး။ရပ်ပါ